မင်္ဂလာပါ15ပေအခန်းကို12ပေခွဲဈေးနဲ့ရမယ်ဆိုရင်လူချင်းမင်းတို့စိတ်ဝင်စားပါသလားခင်ဗျာယခုအခန်းလေးကကျွန်တော်တို့စမ်းချောင်းမြို့နယ်တရွန်ရိပ်သာနှစ်လမ်းပေါ့နော်သူကဘယ်နားမှာလဲဆိုလို့ရှိရင်ကျွန်တော်တရတွန်းလန်းအပေါ်တက်တဲ့ကိုတက်သွားရင်ရောက်ပါတယ်ခင်ဗျာကျွန်တော်စကိုင်းလန်းထိတ်နာမှာပေါ့နော်သူက15ပေ50အကျယ်ဟိုမှာခေါ်စည်းက2680ခေါ်ပါတယ်ဒါပေမဲ့ပိုင်ရှင်ကတော့တခါလဲရောင်းသေးကျွန်တော်တို့ပြောထားပါတယ်ခင်ဗျရောင်းစည်းလေးကတော့2550ဆိုရင်သူကရောင်းပါလိမ့်မယ်ခင်ဗျာဒီဈေးကတော့ကျွန်တော်အခုစမ်းချောင်းမှာတော့12ပေခွဲ50ပထမတက်တွေကိုလည်းဒီဈေးလေးခေါ်နေရပါတော့အဲ့တော့15ပေခန်းကို12ပေခွဲဈေးနဲ့ရတယ်လို့ဖြစ်နေပါတယ်ခင်ဗျအခန်းလေးကတော့လူကြီးမင်းတို့မြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်ပါကေးခင်းအခန်းဖွဲ့ချက်စင်ပုတ်ပေါ့နော်အကုန်လုံးအစင်သင့်ပြင်ဆင်ပြီးတော့အသင့်တက်နေလို့ရတဲ့အခန်းလေးပါခင်ဗျအခန်းလေးကစားရစာနဲ့ပိုင်ဆိုင်မှုအရှုပ်ရှင်းအားလုံးကင်းပါတယ်ခင်ဗျာမြေရှင်လည်းရှိပါတယ်မြေရှင်ကအဲ့အောက်မြေညီမိုင်းနေပါတယ်ခင်ဗျပိုင်ဆိုင်မှုအရှုပ်ရှင်းကတော့အားလုံးကင်းပါတယ်ခင်ဗျယခုအခန်းလေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်ကျွန်တော်တို့ SCG ရဲ့ဖုန်းနံပါတ်0951105336နဲ့094551105336ကိုဆက်သွယ်စုံစမ်းလာရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာလူကြီးမင်းတို့ဒီလမ်းလေးကိုမြင်တောင်လို့ကျွန်တော်လမ်း location လေးကိုလည်းတေချာလေးအနောက်မှာရိုက်ပြပေးထားပါတယ်ခင်ဗျာသူကရှမ်းလန်းနဲ့ဆိုတိတ်မဝင်ရဘူးခင်ဗျဒီတရားကျောင်းလန်းတလန်းအကွာဝေးပဲရှိရပါတော့တရားကျောင်းလန်းတလန်းတက်ပြီးရတယ်အပေါ်ထိပ်ရောက်ရင်အဲ့တရုံရိပ်သာနှစ်လန်းကိုရောက်ပါတယ်ခင်ဗျအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ